ဘာရဲ့ဘာကြောင့်မို့အေးနေတာလဲဝေးနေတဲ့ကောင်မလေးတွေနေမလားပဲနေနေလဲကြာနေတဲ့အိမ်ပြင်မှာလဲအခန်းထဲကလူမာတော့မျက်ရည်ရွှဲရဲ့အတွေ့တဲ့လေးကိုဝစ်ပြီးအိမ်တော့ရမ်းအေးတဲ့ဆောင်းရသည်လေးမင်းနဲ့ကမသက်ဆိုင်ပေမဲ့အခုချိန်ထိကိုစိတ်ပူနေခဲ့ဆောင်းတွေလဲတူတူလေးချုပ်ရင်ကလိုမျိုးပေါလာမနေနဲ့မျက်နှာလေးကိုတနက်ခါလေးမနေရောက်တော့မှသားပတ်နေမဲ့အခုချိန်မင်းလာရှိရင်မဆိုင်တော့ပေမဲ့ဖတ်ထားချိန်နဲ့မျိုးတွေမကွဲတဲ့ငိုင်းခွင်လေးလဲရမ်းပဲအေးလာပါတယ်ဝေဝါတဲ့နေနေကြတဲ့ဒီကောင်းရဲ့နဲ့နမိတ်တဲ့ကိုလုံးဖို့မိကမရှိတော့အေးစိမ့်နေတာနေမသိပဲဒီစင်ပါရဲ့နေနေမကြတဲ့ဒီဘက်ထဲမှာတန်ရတွေသာမိလုံးပြီးတော့မျက်ရည်တွေကြတာဒီစင်ပါရဲ့နေနေမကြတဲ့ဒီဘက်ထဲမှာတန်ရတွေသာမိလုံးပြီးတော့မျက်ရည်တွေကြတာဒီစင်ပါရဲ့ဘာကြောင့်မို့အေးနေတာလဲဝေးနေတဲ့ကောင်မလေးတွေနေမလားပဲနင်းတွေလဲကြာနေတဲ့အိမ်ပြင်မှာလဲအခန်းထဲကလူမာတော့မျက်ရည်ရွှဲအရန်လွမ်းတဲ့သူမကိုစိတ်မချခဲ့ဘူးမင်းရှိတဲ့လူနာတွေ့ဖက်ပြီးရလားအရန်အေးတဲ့ဆောင်ရသည်မှာမင်းလေးကြီးဆိုင်ပါစိတ်ဘူးလို့ပြောတာပါမဆိုင်တော့မှန်တည်တယ်နေရလဲ